စစ်လေးစီချက်တွေလေးပြပြရပါနော်အစိတ်မပါသားအသားကြီးပဲနူးညံ့ပြီးကျွတ်ချိုပြီးစားကောင်းပါလေရှင်တပည့်ရတောင်းတာချက်ပါပြီးပွဲဆိုလို့ရှင်ရှာတာချက်ပါနော်ရန်ကုန်စင်ရန်ကိုရှိပို့ပေးပါတယ်ဒီဒီမှာရောက်တဲ့စစ်လေးစီချက်တွေပါစီဒီရဲမှာတအားစားကောင်းသောမျိုးပါနော်အလုံးနေလဲလှပါလေရှင်အမေနဲ့ဝင်းနဲ့ရောပို့ပေးပါရဲ့နော်ပုံနာစားတလုံးမပါပါဘူးရှင်အကုန်လုံးတတ်ပြီးအကုန်လုံးဖယ်ပေးပါရဲ့နော်ဒီနေ့ကအသီးချပါတယ်ရှင်အသီးချလို့အစောတုံးပါပါနော်ဈေးရန်လည်းမြင့်ပါတယ်သူထက်ကလေးရအရှုံလေးပါနော်ထက်ကလေးရအရှုံလေးမို့လို့စကြက်တူနှုတ်သီးလေးနဲ့တူတယ်ကြောင့်မို့လို့စကြက်တူလို့ခေါ်ကြပါအစစ်လုံးမပါပါဘူးနော်အစစ်ကွဲပါအစစ်လေးကလေးပပလေးမို့လို့သူကအစစ်လို့ခေါ်ကြပါနော်လူကြီးလူငယ်မရွခွဲကလေးပါအကုန်လုံးစားလို့ရပါတယ်ရှင်ဒီနေ့တည်းအသက်ရောက်ထားပါနော်အသက်ရောက်ထားလေးပြပြရပါရှင်စကြက်တူရတော့နေ့တိုင်းရောက်ပါရဲ့နော်မှာမယ်ဆိုလို့ရှိရင်တော့တရက်ချုံမထားလို့ရှင်ရပါတယ်ရှင်အလုံးနေလှရနော်ဗီဒီယိုတောင်းတဲ့ထောင်ချက်ပါနိုးစီဘူး၄ဘူးပြီပဲဆိုလို့ရှိရင်6ထောင်ချက်ပါနော်ရန်ကုန်စင်ရန်ကိုရှိပို့ပေးပါရဲ့တခြားမြို့နယ်ဆိုလို့ရှိရင်တော့ကားခင်ရောက်တင်ပေးပါရဲ့နော်အပုံနဲ့စာအကုန်လုံးဖယ်ပေးပါနော်တလုံးချင်းစီတက်ပြီးကမှညီမတို့ကပို့ပေးရပါပြီးစလို့လုံးမပို့ပေးပါဦးရှင်ညီမစီရဝင်ဘူးတဲ့သူတန်းသိပါတယ်နော်အမေနဲ့ဝင်တော့ရောပို့ပေးပါတယ်စားကြည့်ပါဒီစီတီကိုရင်းနှစ်တည်းမစားဘူးတဲ့သူရေဆိုလို့ရှိရင်လည်းစားကြည့်ကြည့်ပါနော်ဒါကောင်းပါတယ်ချိုနှစ်နေအောင်စားကောင်းပါနော်ဘယ်တီးရတာနဲ့မှမတူပါဘူးရှင်ဒီတိုင်းလေးစားမယ်ဆိုလို့ရှိရင်လည်းကောင်းပါတယ်တနေ့လောက်နှစ်နေ့လောက်ပြပြီးလို့ရှိရင်ဇီကိုထိုးစားခြင်းတဲ့သူဆိုလို့ရှိရင်လည်းအစိတ်မပါတော့ကြမို့လို့အသားကြီးပဲမို့လို့စားကောင်းတယ်နော်မကြည့်လိုက်အသားကြီးပဲနော်ကျွတ်ပြီးချိုးကျွတ်ပြီးတအားစားကောင်းပါတယ်ချိုးနေရပါပဲရှင်အစိတ်လည်းမပါပါဘူးနော်ချိုးနှစ်ပြီးရစားကောင်းတဲ့အသီးမျိုးပါ那点米啦，你还别弄。ရန်ကုန်ကပါရှင်ရန်ကုန်အရန်ကိုရှိပို့ပေးပါနော်တခြားမျိုးနဲ့ဆိုလို့ရှိရင်ကားကရောက်တင်ပေးပါရှင်အစင်းလို့စီချက်တွေပါ